အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ TikTok သုံးနေတဲ့အချိန်မှာကျွန်တော်တို့ online ပေါ်မှာရှိနေတာကိုတခြားသူတွေမမြင်အောင်ရယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ TikTok account ကိုမသိတဲ့သူတွေကစာပို့လို့မရအောင်ဘယ်လိုပိတ်ထားလို့ရလဲဆိုတဲ့နည်းလမ်းလေးနှစ်မျိုးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ကကျွန်တော် TikTok account လေးတွေဝင်လိုက်ပါမယ်။ကျွန်တော်တို့ TikTok တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့စာပို့တဲ့နေရာလေးကိုသွားမယ်ခင်ဗျ။စာပို့တဲ့နေရာရဲ့အပေါ်ဆုံးမှာ inbox ဆိုတဲ့နေရာလေးရှိပါတယ်။အဲ့ဒီကောင်လေးကိုနှိပ်လိုက်ပါ။အဲ့ဒီကောင်လေးကိုနှိပ်လိုက်လို့ရှိရင်အောက်မှာမြင်နေရတဲ့ activity state ဆိုတာရှိပါတယ်။အဲ့ဒီကောင်လေးကိုဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ online ပေါ်မှာရှိနေတဲ့မီးစိမ်းလေးကိုတခြားသူတွေကမြင်ရမှာဖြစ်ပါတယ်။တကယ်လို့ဒီခလုတ်လေးကိုပိတ်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ line 3နေလဲကိုယ့်ရဲ့တငယ်ချင်းတွေအပြင်တခြားလူတွေကပါကျွန်တော်တို့ line ပေါ်မှာရှိနေတာကိုမြင်ရတော့မှာမဟုတ်ပါဘူး။အဲ့တော့ကို line ပေါ်မှာရှိနေတာကိုမသိစေချင်ဘူးဆိုလို့ရှိရင်ဒီ activity state ဆိုတဲ့ခလုတ်လေးကိုပိတ်ထားလိုက်ပါ။နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့အကောင့်ကိုမသိတဲ့သူတွေကနေပြီးတော့စာပို့လို့မရအောင်ဘယ်လိုပိတ်ရမလဲဆိုတဲ့အချက်လေးဖြစ်ပါတယ်။အဲ့တော့ညာဘက်ထောက်မှာရှိနေတဲ့ profile လေးတွေကိုသွားပါ။ကျွန်တော် profile နဲ့ရောက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာမြင်နေရတဲ့အဆက်၃ဘက်ကိုနှိပ်ပြီးအောက်မှာမြင်နေရတဲ့ setting and privacy တွေကိုသွားမယ်။ setting and privacy တွေကိုရောက်ပြီဆိုလို့ရှိရင်ဒုတိယစာကြောင်းမှာမြင်နေရတဲ့ privacy ဆိုတာလေးကိုနှိပ်မယ်။ပြီးတော့အောက်လေးကိုနည်းနည်းလေးဆွဲချလိုက်မယ်အဲ့မှာမြင်နေရတဲ့တတိယစာကြောင်းက direct message ဆိုတာလေးကိုနှိပ်မယ် direct message တွေက permission setting ဆိုတာလေးကိုနှိပ်မယ်ပြီးတော့ဒီ potential connection ဆိုတဲ့နေရာလေးကိုထပ်နှိပ်မယ်အဲ့ဒီမှာပေါ်ပေါ်က request မှာကျွန်တော်တို့အမှန်ချစ်လေးချက်ထားတယ်ဆိုလို့ရှိရင်အောက်က don't refuse ဆိုတာလေးကိုပြောင်းလိုက်ပါပြီးပြီဆိုလို့ရှိရင်အပြင်ပြန်ထွက်မယ်အောက်က other on TikTok ဆိုတာလေးကိုလည်းနှိပ်လိုက်ပါအဲ့ဒီမှာလေdon't refuse ဆိုတာလေးကိုပြောင်းလိုက်ပါဒါဘလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းမဟုတ်တဲ့လူတွေကကျွန်တော်တို့ရဲ့ TikTok account ကိုဘယ်သူမှစာပို့လို့မရအောင်ပိတ်ထားလိုက်ရွယ်ဖြစ်ပါတယ်